ထိုင်းလိုဆန့်ကျင်ဘက်စကားလုံးလေးတွေဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်။ရိုင်ကြီးသည်လက်သေးသည်ရေမြန်သည်ช้าနှေးသည်ร้อนပူသည်เย็นအေးသည်ง่ายလွယ်သည်ยากခက်သည်เปิดဖွင့်သည်ปิดပိတ်သည်อ้วนว่าသည်ผอมเป่งသည်ยาวရှည်သည်สั้นโตသည်สวยလှသည်ขี้เหร่ရုပ်ဆိုးသည်ဒါကတော့ထိုင်းလိုစန့်ကျင်ဘက်စကားလုံးလေးတွေဖြစ်ပါတယ်လိုက်ပြောကြည့်ပါလိုက်လေ့ကျင့်ကြည့်ပါလိုအပ်တဲ့နေရာမှာလည်းအသုံးချလို့ရပါတယ်နော်